တကယ်ရှယ်ပြေးနေညမကောက်တိုင်းမရမယ်ကားရိုက်လာရှုံနေကွာဒီချိန်မှာပဲကွာရေးကြည့်ပါစမှာကွာဟေးရှာလို့ပြောနေပုံတက်သွားလားအောက်ကိုဆင်းသွားလားမသိဘူးဒီမှာလည်းမသိဘူးရောက်ရင်အိုးရှိမှာပြေးနေစီရောသူရအဲစီရောထင်တာပဲအောက်လမ်းကိုဆင်းမှမထင်ဘူးဟေးရှာလို့ပြောနေတယ်ဟုတ်တယ်ဟိုရှိမှာဟေးကားလေးချုံနေဟေးရှာလို့ပြောနေတယ်အိုးမှာငါမြင်နေရပြီဟေး I show me ခင်ဗျားတို့ကျွန်တော်ဦးလေးကောင်အလေးတက်လို့ရမလားဟဲ့လူချမ်းဟုတ်ပြီဟေးဖောက်သားအဲ့ကောင်းတယ်ငါထိကနေရထိလို့မရဘူးကွာဘာဖြစ်ပါဦးလေးတို့မင်းကောင်ဆဲလိုက်မယ်ဟေးခင်ဗျာဘလို့ဖြစ်ခင်ဗျားဘလို့ဖြစ်အော်ရုပ်ကျုံသွားပြီငါမကျုံနေရောက်အဲ့ဒီကောက်ဒီလိုမမောင်းဘလို့မောင်းနေရတယ်ဟာပြေးပြီရောက်ဒီကားရတကယ်ရှင်မရောက်ပြီ Oh my god Lamborghini ကွာပြေးပြီ speed sorry ပြောရောက်ပြီအိုးရောက်ဖိနေပါကျောက်တရားဟိုပါပွင့်တော့ရောက်ပြီတရားပွင့်နေဦးလေးတို့မင်းတို့အောင်ပြန်ပြလိုက်မယ်လောဆယ်ငါဒီကားကိုပြန်ရှောင်းယူရနိုင်ဖို့ကရေးကြည့်ရကွာကားရရှယ်ပဲရောက်ပြီအရှိမ CR7 နဲ့ဟာသူကလတင်းလို့ကိုရမိုက်ရရောက်ဟေးဝီးအေးရ Okay ဗျာ Okay နှစ်စီးတော့ရပြီဟိုးနောက်ထပ်၄စီးလိုအောင်မယ်ကားရတကယ်မိုက်တယ်ကွာတကယ်ရှယ်ပဲ CR7 နဲ့ဟိုဘက်က Porsche ရယ်ဒီဘက်က Lamborghini ရယ်ဟာလမ်းတော့ရောက်ပြီကဲနောက်စီးကဘာဖြစ်မလဲမသိဘူးမသိအမြင်တော့ရှာမယ်ကွာဦးလေးတို့မီပြောထားရဲ့နောက်ထပ်ဒီနေရာကတော့ဒီနေရာပဲကွာဒါပေမဲ့ဘာမှလည်းမရှိဘူးဘလို့ဖြစ်တာအော်တွေ့ရောက်ပြီဟာကားကြီးကလမ်းလိုက်လားကွာ Oh my god ရောက်ပြီကားကြီးကရှယ်လမ်းနဲ့ရောက်ပြီဘလို့ကားကြီးလေဟာရဘလို့ကားကြီးလေကွာဒီကားကြီးကအပေါ်မှာဟိုဟာ luggage တွေပါအပေါ်တင်ထားတယ်တကယ်မိုက်တယ်ကွာလုံးဝ cherry တီးလေးလား cherry တီးလေးဒီဇိုင်းလေးနဲ့မိုက်တယ်ဒီဘက်ကကားလေးလမ်းတာပဲကွာအဲ့နေမဟုတ်ပါဘူး Oh my god ဒါကားမီတင်ပွဲကြီးပဲကွာအဲ့ရောက်တကယ်ရှယ်မိုက်တယ်ဟာလုံးဝဒိတ်ကြီးကွာဒိတ်ကြီးဟာရောက်တကယ်လမ်းဟမ်အဲ့ show speed အဲ့ဒီဘက်ဒီမှာဘာလာထက်လို့နေရလဲမသိဘူးမဟုတ်ပါဘူးသူနောက်ထပ်တတိယမြောက်ဝင်နေတော့စူပါကားကိုသူဒီမှာလာကြွားနေရတယ်ကွာဟုတ်အော်ကားရတကယ်လမ်းရောက်ပြီဒီမှာကျဟာရောက်ပြီရှက်ဘုံနဲ့ဘုံကြီးကိုကြံဖွင့်တာဗမန်အတောင်မင်းကြာနေမယ်လမ်းထွက်နေရပဲကားရတကယ်မိုက်တယ်ကွာ Oh my god ဟာတကယ်ရှင်မိုက်တဲ့ကားတွေရောက်ပြီတကယ်လမ်းထွက်နေရပဲအာရောက်ဒီပန်းရောက်နေတော့လာတယ်အာ enemy တင်းမလေးနဲ့ကွာလမ်းထွက်နေရပြီလေးစမ်းမအောင်ဒီမှာဟုတ်တယ်ဒီမှာဝင်နေတော့စူပါကားကြီးကိုဝိုင်းပြီးတော့တပုတ်ရိုက်နေတာဟာရောက်ပြီမသူရှယ်ကြွားနေတာကားရဘလောက်လန်းကွာဒီကားကိုမမီဘူးဖြစ်နေတာအိုးရောက်တကယ်မိုက်ရောက်ပြီလုံးဝစူပြီးလုံးနေတာကွာဘယ်လိုစူပြီး post ကြီးနေဟာရောက်ဘယ်လို7နဲ့မိုက်တော့မိုက်ရငါမျက်ခွက်ကိုဟိုလူမသိဘူးလားမသိဘူးအေးစေးပဲနော်အေးတွေ့မယ်ဒီနေရာငါထွက်ရင်တော့ငါပြေးပေါက်ကပိတ်မှာကွာပြေးပေါက်ပိတ်ဖို့အတွက်ဒီနားကကားလေးကိုနေပါရှင်းထားတော့ပိုကောင်းဟုတ်တယ်အေးစမ်းဝင်မောင်းကြည့်လို့ပါလို့အေးဟုတ်တယ်ကားလေးနဲ့ရှင်းထားရမယ်လားမဟုတ်လို့ရှင်းမှာငါထောက်ပေါက်ပိတ်နေမှာโอเคဩဘက်ကြီးရထိုးလိုက်ပြီးနေရကွာငါလည်းကြောက်မြန်ပြီโอเคငါလေးအရင်ရှင်းထားမယ်ကွာအဲ့မှာငါဒီစိုင်းဘုတ်ကြီးပေါ်ကနေပြီးတော့တန်းပြီးတော့ထိုးလို့ရမှာ